ဒါကြောင့်ဖြူသင်းသမင်ဖြူလဲခန်းစားနေရတယ်ကိုကမြန်လဲတတ်တာကြတယ်အဲ့ဒီတတ်တာမှုကလည်းငွေကုန်ကြီးကြလဲမလိုပဲနဲ့ကာရကရှင်ကိုရန်ကလုံနိုင်တဲ့အချက်ထဲမှာပြေဝစွာကောင်းမွန်စွာအရေးသွေးပြည့်မီစွာအိပ်စက်နိုင်ခြင်းပါပါတယ်အားလုံးပဲမင်္ဂလာပါဒေါက်တာဇုံပါအရေးပြအလှပနဲ့အမျိုးသမီးကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေရပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ကျွန်မကဖြူသင်းသမင်ဖြူလူနာတွေအတွက်အရေးကြီးဆုံးအချက်လေးတစ်ခုကိုမျှဝေပေးချင်ပါတယ်ကျွန်မပေးချင်တဲ့ message လေးကတော့ကိုကဒီလိုautoimmune skin disorder လို့ခေါ်တဲ့ကိုယ်ခံအားပိုင်းဆိုင်ရာစနစ်မူမမှန်ခြင်းကြောင့်ဖြစ်တဲ့အဖြူကွက်တွေတော့၎င်းအရေးပြားရရမှုတွေရောင်ရမ်းမှုတွေခံစားနေရရင်တော့၎င်းကျမတို့ကုသမှုယူတာနဲ့ယူတာတကြောင်တစ်ဖက်ကနေလည်းဒါခံစားနေရတဲ့ correction ကိုယ်တိုင်ကလိုက်ပါလှုပ်ဆောင်တဲ့အရေးကြီးဆုံးအချက်လေးတစ်ချက်ကိုပြောချင်ပါတယ်အဲ့ဒါကတော့ဒါ sleeping quality လို့ခေါ်တဲ့ကျမတို့ရဲ့အိတ်ချင်အရေးအသွေးတွေကောင်းမွန်ဖို့အရန်အရေးကြီးပါတယ်အိတ်ချင်အရေးအသွေးကောင်းမွန်မှသာခန္ဓာကိုယ်ထဲမှာရှိတဲ့ရောင်ရမ်းမှုတွေကသူ့အလိုလိုရောကျသွားမှာဖြစ်ပြီးတော့ကိုကုသနေတဲ့ကုသမှုပိုင်းဆိုင်ရာကိုလည်းကောင်းမွန်ခြင်းဘက်ကိုရအောင်ပို့ပြီးအရှင်အဟုန်မြင့်တင်စေမှာပဲဖြစ်ပါတယ်ဒါကြောင့် quality of sleep လို့ခေါ်တဲ့ကျမတို့ရဲ့အိတ်ချင်အရေးအသွေးတွေကတကယ်ကိုပြည့်ပြည့်ဝဝနဲ့လုံလောက်ရဖို့အရေးကြီးပါတယ်ကဲတင်ရရောအိတ်ချင်အရေးအသွေးပြည့်ဝတဲ့လူရောဖြစ်ရလား